10 ရက်အတွင်းအသက်စီဖုံးတာကိုတက်တာစီပြီးကိုလေးချိန်ရော့ကျသွားမဲ့နီလန်လေးတစ်ခုပြောပြမယ်နော်။တင်ကဘိုက်ခောက်အစီတွေတက်နေတဲ့လေးပွားတာတွေခဏခဏဖြစ်တယ်။အမြဲလိုမောပန်းနွမ်းနေပြီးဘိုက်ထဲမှာတမျိုးကြီးဖြစ်နေတယ်ဆိုရင်တင့်အသေးကိုအစိတ်တောက်တွေကင်းစင်အောင်တန့်စင်ပေးဖို့လိုနေပါပြီ။ဒီဆေးနည်းလေးအတွက်လိုအပ်တာတွေကနနံပင်10ပင်နနံပင်ကိုအရင်ဆုံးလှီးထားပါသူကသွေးကိုတန့်စင်ပေးတဲ့ဗီတာမင် K ကျွဲဝတဲ့အပြင်စီးရွှင်စေပြီးခန္ဓာကိုယ်ထဲကရေဓာတ်ပိုတွေကိုဖယ်ထုတ်ပေးကအသေးကိုတန့်စင်ပေးနိုင်ပါတယ်။ချင်းလက်ဖက်ရည်စွန်းတစွန်းစာချင်းမှာအာယုံကြောစနစ်နဲ့ပရိုတင်းဓာတ်တွေကိုကောင်းကောင်းလှုပ်ဆောင်နိုင်ဖို့ကူညီပေးတဲ့ဗီတာမင် B6 ပါဝင်ပါတယ်။တံပရာရည်တစ်လုံးပြင်ဆင်ပြီးအကုန်လုံးကိုခွက်ထဲထည့်ရေနွေးပူပူလောင်းထည့်ပြီးတမအောင်ရောမွေလိုက်ပါဒါဆိုရင်တော့တောက်ဖို့အဆင်သင့်ဖြစ်သွားပါပြီ။မနက်တိုင်းအစာမစားခင်မှာ10ရက်ဆက်တိုက်လောက်တောက်ပေးပါ။အသေးတဲကအစိတ်တောက်တွေကင်းစင်သွားတဲ့အခါအစီပိုတွေလည်းရောကျလာပြီးခန္ဓာကိုယ်ကပေါ်ပါလန့်ဆန်းလာတာကိုခံစားရမှာပါဒီလိုတဘာဝအတိုင်းအလွယ်လေးလုပ်လို့ရတဲ့နည်းလမ်းတွေကိုကြိုက်တယ်ဆိုရင်နောက်ထပ်သိချင်စရာလေးတွေအတွက်ဖေလို့လုပ်ထားဖို့မမေ့နဲ့အောင်နော်